Hello အားလုံးပဲဒီနေ့လေးမှာတော့82လေးစီးပြီးစုလီမှာဆင်းပါမယ်။စုလီကနေလမ်းလျှောက်ပြီးပန်းဆိုးရန်စိတ်ကံအောင်သွားမှာပါ။စုလီမှာလမ်းလျှောက်ရင်ဒီဆိုင်လေးကိုတွေ့ပါတယ်။မြန်မာလိုကဲမိတ်စစ်တွေကိုရောင်းချပေးနေတဲ့ဆိုင်လေးပါ။အရင်ကဒီနေရာခဏခဏသွားပြပေးမယ်ဒီဆိုင်လေးကိုတကယ်မတွေ့ခဲ့ဘူး။ဆိုင်ကစောင့်ဝင်လိုက်တဲ့သူများဆိုင်နေနဲ့မတူတဲ့ vibe တစ်ခုကိုပေးတယ်။ဆိုင်ထဲမှာအခြားသောလက်မှု item တွေအစုံရှိပြီးတော့ snack ကလေးလည်းရှိပါတယ်။ဒီလိုနဲ့ဆက်လက်ပြီးလမ်းလျှောက်လိုက်တာလမ်းမှာစာကြည့်ရိုက်လေးတစ်ခုတွေ့ခဲ့ပါတယ်။အရှိရဝင်ပေါက်ကတော့နေရာလေးကျင်းပေမဲ့အထဲထဲကစာကြည့်ရိုက်ကတော့နေရာတော်တော်ကျယ်ပါတယ်။ဒါကတော့ဘေဘီလေးတွေစာအုပ်ဖတ်ဖို့နေရာလေးပါ။ထိုင်စရာနေရာလေးတွေစာအုပ်လေးတွေလည်းအများကြီးပါပဲ။ဒါကတော့လူကြီးလူငယ်စာအုပ်ဖတ်လို့ရတဲ့နေရာလေးပါ။အထဲထဲမှာကွန်ပျူတာ Wi-Fi စာအုပ်တွေကို free ဖတ်လို့ရပေမဲ့လည်းလာရောက်သုံးစွဲတဲ့သူကတော့တယောက်မှမရှိပါဘူး။စာကြည့်တိုင်းမှာစက်နေခြင်းပေမဲ့လည်းသင်္ဘောစီးရမှာမို့လို့မိုးရမ်းမသေးခင်ထွက်လာခဲ့ပါတယ်။ခုပြထားတဲ့တရားကနေအောက်ဘက်ကိုဆင်းလိုက်လို့ရှိရင်စိတ်ကန်းအောင်တန်းရောက်ပါပြီ။ကိုလည်းရထားလို့လက်မှတ်ဖြတ်ဖို့နေရာရှာသေးတယ်။တကယ်တော့အပေါက်ဝဦးလေးကို400ပေးလိုက်ရုံပါပဲ။သင်္ဘောပေါ်စပိန်နေတင်သွားလို့ရပါတယ်။ကိုလည်းအဲ့ရောက်မှပထမဆုံးမြင်မှုတာပါ။ဒီတစ်ခေါက်သင်္ဘောစီးကမိုးတွေကရွာနေတော့ရင်တော့နည်းနည်းခုန်တယ်။လူကတတိတာကောင်းတာရေးကြမဟုတ်တော့ကဲသင်္ဘောလေးကတော့ဒလားစိတ်ကန်းကိုတဖြည်းဖြည်းနဲ့နီးကပ်လာပါပြီ။ဒလားမျိုးမှကြိုးဆိုပါတယ်ဆိုရဲဆိုင်းဘုံနဲ့ဒူကန်းအောင်ရောက်ပါပြီ။တကယ်တော့သင်္ဘောစီးကျင်လို့သာလိုက်လာတာဟိုသွားမယ်ဒီသွားမယ်ဆိုရဲပလန်တော့မရှိဘူး။အဲ့ကနေဒလားစုလေကားတွေကိုပြန်စီးပြီးတော့တရုတ်တန်းမှာဆင်းပါပါ။အကြောင်းရင်းကတော့မနက်မိုးလင်းနဲ့ဘာမှမစားသေးလို့မုံနေပတ်စားမလို့ပါ။ကဲမစားပြတာကြတဲ့ဘဲပေါင်းလေးကိုထညက်ကလေးနဲ့စားပါမယ်။သူကတော့တပွဲကို2000ကျပ်ပါ။အရသာကတော့ share ပါပဲ။ကဲအပြန်ကိုတော့နမဲကြီးနေတဲ့16လမ်းကြားလေးတွေကနေလမ်းလျှောက်ပြီးတော့ပြန်ပါပြီ။အားလုံးပဲတက်တာပါရှင်။